မြင့်မြတ်တော်ဝင်ကပြီးခဲ့တဲ့10နှစ်2015ခုနှစ်မှာစတင်ဆောင်ရွက်ခဲ့တဲ့တည်နှံစုပေါင်းရောင်းချပွဲတွေရဲ့အားသာချက်ကပွဲညွှန်ပွဲကားတွေမတောင်းတာအိတ်ခွန်အရော့တွေတွေကနှုတ်ထိုက်တဲ့ပမာဏကိုပဲနှုတ်ယူတာဖြစ်ပါတယ်။ဒါအပြင်တောင်သူဈေးပိုရောင်းဖို့ကလည်းပြည်ပပို့တဲ့ exporter ကုမ္ပဏီတွေနဲ့တိုက်ရိုက်ချိတ်ဆက်တင်ပို့တာဖြစ်ပါတယ်။ဒါကြောင့်ဒေသတွင်းသမယိုးကျရောင်းချဝယ်ကြတာထက်တောင်သူတွေအတွက်ဈေးကွက်ပိုပြီးခိုင်မာသလိုအိတ်ခွန်အရော့တွေမှာလည်းအကျိုးမြတ်တွေပိုရလာတာဖြစ်ပါတယ်။တည်နှံဈေးကွက်တွေကျဆင်းလာတဲ့အခါမှာတော့ exporter တွေနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ထားတဲ့စုပေါင်းရောင်းချပွဲတွေရဲ့စင်တာတည်နှံဈေးနှုန်းကဒေသတွင်းဈေးကွက်မှာအမြင့်ဈေးနဲ့ကျန်နေတာဖြစ်လို့အခြားကုန်သည်တွေအနေနဲ့စင်တာနဲ့အတူဈေးပြိုင်ပေးဖို့အခက်အခဲတွေဖြစ်လာပါတယ်။ဒါကြောင့်တည်နှံစုပေါင်းရောင်းချပွဲစင်တာတွေအောင်မြင်လာပေမဲ့ကုမ္ပဏီအနေနဲ့ရင်ဆိုင်လာရတဲ့အခက်အခဲတွေကိုဦးမြင့်အောင်ကဒီရုပ်သံဗီဒီယိုဖိုင်အပိုင်း9မှာပြောပြထားပါတယ်။ကိုယ့်ရဲ့လမ်းကြောင်းဖောက်တဲ့ဟာကကြတော့တောင်သူတွေကိုဒီလူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့ပုံစံမျိုးနဲ့အတ္တနဲ့ပရနဲ့ပါတာကိုအဲ့လိုမျိုးကြိုးစားတဲ့အခါမှာတောင်သူတွေကဒီတီးနှံတွေကိုစုပေါင်းရောင်းချပွဲတွေကိုတဖြည်းဖြည်းနဲ့စိတ်ဝင်စားလာတယ်ပါဝင်လာတဲ့အပေါ်မှာဒေတာကန်ကုန်တွေအနေနဲ့တော့ဒီလောက်ရကန်ရတာတွေအခက်အခဲတွေရှိတယ်ဘယ်လိုခါမျိုးလဲဆိုတော့ဈေးနှုန်းမှာပေါ့တခါလေမှာဈေးနှုန်းတွေပိုင်းမှာအခက်အခဲရှိတယ်ဈေးတက်သွားတဲ့အချိန်ကြီးနေ့ရက်တွေဆိုရင်တော့တိတ်ပြီးတော့ပြဿနာမဟုတ်တော့ညလည်းပဲဈေးရုတ်တရက်ကျသွားတဲ့အပြောင်းလဲလေးတစ်ခုမှာဒီကျွန်တော်တို့စုပေါင်းရောင်းချပွဲရဲ့ဈေးနှုန်းဟာဒီလာပေါ်မှာမြင်ပြီးတော့ပေါ့နော်နားလည်မှုလေးလွဲနေရလေးတွေရှိတယ်ပေါ့လေအဲတော့ဘယ်လိုတော့မှကျွန်တော်တို့ရင်ဆိုင်နေရလဲဆိုတော့ကျွန်တော်တို့ဒီတောင်သူတွေအတင်းနဲ့အရေးတွေကောင်းအောင်စိုက်ပျိုးနိုင်ရင်ကျွန်တော်တို့တနေ့လုံးကျွန်တော်တို့တနိုင်ငံလုံးကတင်းနဲ့အရေးတွေကောင်းလာရင်ပို့ပြီးတော့လှုပ်ကင်လို့ခွင့်လန်းနေဖြစ်လာမယ်ပေါ့နော်ဒီလိုရည်ရွယ်ချက်နဲ့လှုပ်တော်ညာလဲပဲတကယ်ရရှိလာတဲ့အနေအထားမှာအဲ့လိုအောင်မြင်ဖို့အတွက်လုပ်ရတဲ့အပိုင်းမှာပေးရတဲ့တောင်သူတွေကိုအရေးတွေကောင်းလို့ဈေးကောင်းပေးဝယ်ပါတယ်ဆိုတော့ကျွန်တော်တို့စနစ်ကတခါလေးမှာကိုယ့်အတွက်ဒီဘက်အချမ်းမှာတော့အဆင်ပြေနေပြီမဲ့တစ်ဖက်အချမ်းမှာကျတော့အဆင်မပြေနေတာရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးလုပ်တဲ့အပေါ်မှာကျွန်တော်တို့တခြားတော့တစ်ဖက်ချမ်းကဒီတွေကနေပြီးတော့ကျွန်တော်တို့ကိုစီးပွားရေးအရာကျွန်တော်တို့ဒီပြင်ပလုပ်ငန်းတွေလည်းကျွန်တော်တို့ကဝယ်ယူရောင်းချတဲ့အလုပ်တွေရှိပါတယ်အဲ့ဒီလုပ်ငန်းတွေမှာကျတော့အရင်တော့ဦးစားပေးနံပါတ်1ဖြစ်ခဲ့ပေမဲ့ဒီအလုပ်တွေတောင်သူစုပိတ်နဲ့လုပ်ပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ကိုဦးစားပေးတစ်တော့မဖြစ်တော့ဘဲနဲ့မဖြစ်တာလို့မလွဲတာလို့လည်းဆိုမှရောင်းဝယ်ရတယ်ဆိုတဲ့အနေအထားမျိုးလေးတွေကလည်းကျွန်တော်တို့ရင်ဆိုင်ရတာရှိပါတယ်